လက်ကားချင်းရင်တော့မစားခြင်းနဲ့လူဖီရဲ့ဟီတိုနိုမီမော်ရနီကာလူဖီရဲ့အသီးကလိုချင်စရာကောင်းပြီမဲ့တော်တော်လေးထိန်းချုပ်ခက်ခဲတဲ့အသီးပါလိုကီယာယူဇာတယောက်ဖြစ်တဲ့ H တောင်သူ့ရဲ့အသီးကိုကျွမ်းကျင်ဖို့တစ်ပတ်ပဲကြာခဲ့တာပါဟီတိုနိုမီမော်ရနီကာအသီးကကြတော့လူဖီလိုကောင်တော့18နှစ်သားလောက်မှကျွမ်းကျင်သုံးရတာပါနောက်ပြီးရာစုနှစ်တစ်ခုအကြာထိဂုံမနိုမီတီးဆိုပြီးတော့တီးလာခဲ့ရတာပါဂုံမနိုမီတော့ကတော့ရာဘာအဖြစ်ပြောင်းလဲနိုင်တဲ့စွမ်းကိုဘယ်သူမှမလိုချင်ကြတာပါလူဖီကဒီသီးကိုမစွမ်းအောင်သူနီးသူ့ဟန်နဲ့ဖန်တီးခဲ့တာမလို့ပါဂီယာ2 ဂီယာ3ဂီယာ4တို့ကလူဖီကဘတ်တယ်လိုက်စဉ်းစားပြီးတီထွန်ခဲ့တဲ့အစွမ်းတွေပါနောက်ပြီးဒီစွမ်းတွေကသုံးများရင် side effect တွေလည်းများပါတယ်ဥပမာသုံးများသွားလို့လှုပ်လို့မရတာတွေဟာကီကိုအချိန်တစ်ခုအထိသုံးလို့မရတာတွေကိုဖြစ်စေပါတယ်။ဘာလို့ဆိုလူဖီကသူ့ရဲ့ခန္ဓာကိုယ်စိတ်ပိုင်းတစ်ခုခုကိုပုံမှန်မဟုတ်တဲ့နီလန်းနဲ့လှုပ်ခိုင်းတာကြောင့်ပါ။နောက်ပြီးနှစ်ပေါင်း800အတွင်းဘယ်သူမှအဝေကန်နေမလုပ်နိုင်ခဲ့တာကိုကြည့်ရင်လေဟီတိုနိုမီကလွတ်လပ်ခြင်းတဲ့သူနဲ့စိတ်တစ်ထက်သေးကြတဲ့သူကိုပဲအဝေကန်နေဖြစ်စေတာပါ။မင်းတကယ်ဇွန်အသီးတွေကကိုယ်ပိုင်စိတ်ခံစားချက်ရှိတယ်ဆိုပြီးပြောထားတာကြောင့်ဒီကလူဖီကိုရွေးချယ်ခဲ့တယ်လို့တောင်ပြောလို့ရပါတယ်။အဲဒါကြောင့်လူဖီလိုလွတ်လပ်ခြင်းတဲ့သူမဟုတ်တဲ့တခြားတစ်ယောက်ကစားခဲ့မယ်ဆိုရင်အင်းစရာကောင်းတဲ့ရာဘာလူသားပဲဖြစ်နေဦးမှာပါအဲဒါကြောင့်လူဖီရဲ့ဟီတိုနိုမီမော်ဒယ်နီကာအစွမ်းကိုကြိုက်တဲ့သူတွေရှိပေမဲ့အတီးရွယ်စွမ်းကိုလိုချင်လားဆိုရင်တော့ no ပါ Yes! 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 No! 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 Fuck! Shit! တော့ကိုယ်တိုင်လည်းနီကာအစွမ်းကိုသဘောကျပေမဲ့စားခိုင်းရင်တော့စားပြစ်မယ်မထင်ပါဘူး brother တို့လည်း 1B တွေကဒီဘက်အစွမ်းတစ်ခုရရဲ့ဘယ်အစွမ်းကိုရကျင်လဲဆိုတာကိုကောမမှာမှတ်ခဲ့ပေးကြပါဦးဆိုတော့ဒီနေ့တက်ကတော့ဒီလောက်ပါပဲနောက်ထပ်လည်း 1B နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဒီဘက်အကြောင်းတွေကိုပြောပြပေးသွားမှာမလို့သဘောကျရင် like နဲ့ follow တွေလုပ်ခဲ့ပေးကြပါဦးအားလုံးပဲ master ပြီပါ see you the next video